ဒီနေ့တော့ Tony Williams, Aaron Moore, Mark Ruskell စတဲ့ iconic drummer တွေအသုံးများတဲ့ Rudiment အခု40တဲ့ကတစ်ခုတည်းသော Rudiment ကိုပြပြပေးခြင်းတယ်အဆုံးထိလိုက်ကြည့်ပြီနော်ဒီကောင်လေးပေါ့ chop drummer ရဲ့အသေးကျော်ပဲလို့ Rudiment flam track လို့ခေါ်တယ်ကျွန်တော်တော့ flam d တဲ့ tap လို့ဆိုရင်ပို့လွယ်တယ် flam d တဲ့ tap flam d တဲ့ tap ဒါ Aaron Moore နဲ့ Mark Ruskell က drum set ပေါ်မှာပုံစံတစ်မျိုးပြောင်းပြီးတီးတယ် Aaron Moore flam track ကို flash style လို့ခေါ်တယ်16လောက်တည်းကိုဝင်အောင်တီးတယ် original က3လုံးပဲရှိတာဟုတ်ဆိုတော့16ဖြစ်ဖို့ဆိုကျွန်တော်4កောက်တီးဖို့လိုတယ်3လေးစနစ်နောက်ဆုံးကျန်တဲ့4လုံးကို flam တီးတဲ့ tap ဆိုပြီးတော့တီးတယ်ဆိုတော့ flam တီးတဲ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 ့ အဲ့ဒါဆို rap လုပ်လို့ရပြီရှင်တော့ flam ကိုကျွန်တော်က left and flam နဲ့တီးတယ်ဘယ်ဘက်လက်ကအတန်ပိုကျဲရမှာပေါ့လေ flam နေရာတိုင်းမှာ kick ပါမယ် flam တီးတဲ့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  flam Mark Ruskell က Aaron Moore နဲ့မတူအောင်နည်းနည်းလေးပြောင်းလိုက်တယ်ဆိုတော့ Aaron Moore က flam တီးတဲ့ ကို၄កောက်တီးတယ်နောက်ဆုံးကျမှ flam တီးတဲ့ ကိုတီးတာပေါ့သူက Mark Ruskell ကအလဲကိုပို့လိုက်တယ် flam တီးတဲ့ ဆိုတော့ flam တီးတဲ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 ့ဆိုတော့ဒီလိုမျိုးပေါ့ flam တီးတဲ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 ့ Markဒီဗီဒီယိုလေးလုပ်ရတဲ့ရည်ရွယ်ချက်က Rudiment တွေကိုတန်ဖိုးထားစေချင်တယ် Rudiment တွေဘယ်လောက်ထိအရေးပါလဲဆိုတာသိစေချင်တယ် Rudiment အခု40တောင်ရှိတယ်အဲ့ဒီကတစ်ခုလေးရခဲ့တော့မှဒါကိုကိုယ့်ပိုင်ဟန်ဖြစ်အောင်ဘယ်လို substitution တွေ variation တွေပြောင်းလို့ရလဲဆိုတာလေးကိုနားလည်စေချင်တယ်ဆိုတော့နောက်ထပ်လာမယ့် week မှာလည်းဘယ်လိုအကြောင်းအရာတွေကို talking ဖို့မလဲဆိုတာသိချင်ဆက်ပြီးစောင့်ကြည့်ပြီနော်လာမယ့်တော့ပြန်တွေ့ကြပဲတတာ